ဆင်းရဲတာကိုအားမငယ်ပါနဲ့ကျွန်တော်လည်းငယ်ငယ်ကဆင်းရဲခဲ့ဘူးတယ်အဲ့တော့ဆင်းရဲတဲ့အတွက်နော်ကဘာကျော်ဖြစ်နိုင်တယ်ချမ်းသာတဲ့လူကဘာကျော်ဖြစ်တာရှားတယ်ဘာလို့လဲချမ်းသာနေတော့သူဘာမှလုပ်เสียမလို့ဘူးလေအကုန်လုံးအရန်သိရစားဖို့ရောတောက်ဖို့ရောနေဖို့သူဘာမှကြိုးစားเสียမလို့တော့အကုန်ပြည့်စုံနေတယ်သူအားထုတ်မှုဘာမှမရှိတော့အဲ့လိုလူမျိုးကကဘာကျော်ဖို့မရှိတော့ဆင်းရဲတဲ့လူကတော့အဲ့ဆင်းရဲတဲ့ယုံကံပြီးတော့အဲ့ဒီယုံကံမှုကနေတစ်ဖြစ်ကြိုးစားရင်းနဲ့ကျွန်တော်တို့ကဘာကျော်ဖြစ်နိုင်မှာရှိတယ်ဒါကြောင့်မလို့ကိုကမပြည့်စုံဆင်းရဲတဲ့ဆိုဝင်းတာပါငါကမပြည့်စုံလို့ဆင်းရဲတဲ့အတွက်ငါကကဘာကျော်ဖြစ်ခွင့်ရှိတယ်ကဘာကျော်တထေးလည်းဖြစ်ခွင့်ရှိတယ်ကဘာကျော်ပုဂ္ဂိုလ်လည်းဖြစ်ခွင့်ရှိတယ်ဘာဖြစ်လို့ဆိုတော့ဆင်းရဲတဲ့အတွက်ဒီဆင်းရဲခြင်းကယုံထွက်ဖို့ကြိုးစားတဲ့အတွက်ကိုဟာတစ်နှစ်ကြာလို့ရှိရင်အောင်မြင်မှာပဲခြေတလန်းကိုလှမ်းသွားတဲ့လူတယောက်ကလှမ်းနိုင်မှာတော့နောက်ဆုံးကြတော့ခြေလန်းနေရတနေရာကိုတော့ကိုရီမှန်းထားတဲ့တရားတခုမလွမ်းမသွေရောက်မှာပဲဒါကြောင့်မလို့လှမ်းမှာအဲ့လိုလှမ်းတဲ့အတွက်လည်းအားမငယ်ပါနဲ့စိတ်မပြတ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမပြည့်စုံမှုကြောင့်ပဲကိုကပြည့်စုံအောင်ကြိုးစားတာပြည့်စုံနေရင်တော့သိကြိုးစားစရာမလိုတော့ဒါကြောင့်မပြည့်စုံခြင်းရှိတဲ့အတွက်ကံကောင်းတယ်လို့သဘောထားပါ